များတို့ရဲ့ဘဝတစ်ခုလုံးကလင်ညာမှုကြီးတစ်ခုအောင်မှာနေထိုင်နေရတယ်ဆိုတာသိရင်အံ့ဩသွားမလားလူတိုင်းဟာတရက်ကို24နာရီတူရနေရလို့ခမားတို့ထင်နေတာလားဝမ်းနေပါတယ်ခမားတို့ရဲ့အမှန်တရားဟာဘယ်လိုမှတူညီနေမှာမဟုတ်ပါဘူးဒီနေ့ကျွန်တော်ပြောပြမှာက Albert Einstein ဆိုတဲ့ကမ္ဘာအကြီးကျယ်ဆုံးသိပ္ပံပညာရှင်ကြီးရဲ့ time dilation လို့ခေါ်တဲ့အချိန်နွေးကွေးခြင်း theory နဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကအချိန်ရဲ့နည်းနည်းမှုကိုထိုးထွင်းသိမြင်ခဲ့တဲ့ဂေါတမဗုဒ္ဓရဲ့ခဏပစ္စုပန်တရားတော်အကြောင်းဒီနှစ်ခုကိုပေါင်းစပ်လိုက်ရင်ခမားလူဟာသူများတွေတရက်24နာရီပဲရနေချိန်မှာခမားလူရဲ့ personal time ကို48နာရီထိဘယ်လို hack မလဲဆိုတာသိရှိသွားပါလိမ့်မယ်ဒါအပြင်သူများတွေအသက်ကြီးလို့ရုပ်ရင်းလာတဲ့အခါခမားလူဘာလို့နှူပြိုနေဦးမှာလဲဆိုတဲ့ liver chat ကိုပါကျွန်တော်ထိုးပြပေးသွားမှာပါ Oh my god! ဒီဗီဒီယိုကိုစုံအောင်ကြည့်ပြီးသွားရင်ခမားတို့ရဲ့ဘဝနဲ့အချိန်တော်ထားတဲ့အမြင်ဟာလုံးဝပြောင်းလဲသွားလိမ့်မယ်ကဲကြားတယ်အချိန်ခိုးနည်းကိုလေ့လာကြည့်အောင် အရင်ဆုံး Einstein ကအချိန်နဲ့ပတ်သက်ပြီးဘာတွေပြောခဲ့လဲကြည့်အောင်သူက General Theory of Relativity ထဲမှာအချိန်ဆိုတာလုံးဝခိုင်မာတဲ့အရာမဟုတ်ဘူးလို့ပြောခဲ့လေအချိန်ဟာ9ရ relative ဖြစ်တဲ့ခင်ဗျားလို့သိလားမြေကြီးပေါ်မှာထိုင်နေတဲ့ခင်ဗျားတဲ့ second 60ဟာအာကာသထဲမှာအလင်းလင်နီးပါးထွားနေတဲ့အာကာသရင်ပေါ်ကလူတယောက်တဲ့ second 60နဲ့မတူညီဘူးအာကာသရင်ပေါ်ကလူတဲ့အချိန်ကပိုနေကွေးသွားတယ်သူတို့ကဘာမြေပေါ်ပြန်လာတဲ့အခါကဘာပေါ်ကလူတွေကရစ်လျော်နေပြီးသူတို့ကနှုတ်ပျော်နေဆဲပဲဒါကိုတိုင်းတိုက်လီရှိရင်လို့ခေါ်လေဒါအပြင် gravity ဆွဲငင်အားများတဲ့နေရာတွေမှာလည်းအချိန်ကပိုနေတယ်ဥပမာ black hole နားမှာအချိန်ကအရန်နေသွားတယ်ဒါကြောင့် interstellar မရုပ်ရှင်တွေမှာအာကာသထက်ကစက္ကန့်ပိုင်းဟာကဘာပေါ်ကနှစ်ပေါင်းများစွာဖြစ်နေတာပေါ့ဒါတွေကကျွန်တော်တို့မျက်စိနဲ့မြင်နေရတဲ့တိုင်းတာလို့ရတဲ့အချိန် clock time ကိုပြောတာဒါဆိုခင်ဗျားတို့ရဲ့စိုက်နဲ့တိုင်းတာတဲ့အချိန် subjective time ကတော့ဘယ်လိုလဲ Einstein ကမီးဖိုပေါ်မှာမိနစ်ဝက်လောက်ပဲထိုင်နေရရင်တောင်နိုင်ပေါင်းများစွာကြာသလိုခံစားပြီးချစ်တူနဲ့ကျနာကြီးစကားပြောရင်10မိနစ်လောက်ပဲကြာတယ်လို့ပြောခဲ့တယ်ဒီနေရာမှာစိတ်ရဲ့အချိန်ကိုနေကွေးအောင်ဒါမှမဟုတ်မြန်ဆာအောင်လုပ်နိုင်စွမ်းဟာသိပ္ပံပညာရဲ့အချိန်နေကွေးခြင်းနဲ့လာတူးနေတယ် Einstein မတိုင်ခင်နှစ်ပေါင်း2000မှာရိုက်ကြော်ကလေးကဗုဒ္ဓမြတ်စွာဘုရားကအချိန်ရဲ့နက်နဲမှုကိုထိုးထွင်းသိမြင်ခဲ့ပြီးသားဗုဒ္ဓကအချိန်ကိုနိုင်နဲ့မတိုင်တာဘူးသူကစိတ်ရဲ့ဖြစ်ပျက်မှုနဲ့တိုင်တာတဲ့အဘိဓမ္မာမှာခဏပစ္စုပန်ဆိုတဲ့စကားလုံးရှိတယ်ခဏဆိုတာအလွန်တိုးတောင်းတဲ့ကာလတစ်ခုဗုဒ္ဓကမျက်စိတမွေ့အတွေးမှာစိတ်တွေဟာဂါးတွေတသိန်းမကဖြစ်လိုက်ပြက်လိုက်ဖြစ်လိတယ်လို့ဟောခဲ့တယ်။ဒါကိုဘယ်လိုနားလည်ရမလဲ။ခမည်းတော်စိတ်ဟာအပြင်းအာယုံအစင်းအတန်တခုကိုသိလိုက်တာနဲ့ချက်ချင်းဖြစ်ပေါ်လာပြီးခဏချင်းပျက်စီးသွားတယ်။ပြီးရင်နောက်စိတ်တစ်ခုကဆက်ဖြစ်တယ်။ရေအလင်းလိုပဲရေအစကလေးတွေအများကြီးစီးဆင်းနေတာကိုမြစ်ကြီးတစ်ခုလုံးစီးဆင်းနေတယ်လို့မြင်ရတယ်လို့မျိုးပေါ့။ဒါဆိုခမည်းတော်ရဲ့တရက်24နာရီဆိုတာအဲ့ဒီစိတ်တွေရဲ့ဖြစ်ပျက်မှုအစဉ်အတန်းကြီးတစ်ခုပဲခင်ဗျားတို့ကစိတ်ကိုဘလောက်မြန်မြန်နဲ့တိတ်သေးစွာဖြစ်ပျက်စေနိုင်တယ်လဲဆိုတာကခင်ဗျားတို့ရဲ့အချိန်ကိုထိန်းချုပ်နိုင်စွမ်းပဲဘုန်တာကအချိန်ဆိုလားယုံနဲ့နိုင်ရဲ့စင်ဆက်မပြတ်ဖြစ်ပျက်မှု continuum of change လို့မြင်လဲအဲ့ဒီဖြစ်ပျက်မှုကိုတတိနဲ့မြင်နိုင်သူဟာအချိန်ရဲ့ထောင်ချောက်ကလွတ်မြောက်သွားနိုင်တယ်လို့ဆိုလိုတာ ကဲ Einstein ရဲ့ relativity နဲ့ဗုဒ္ဓရဲ့ခဏပစ္စုပန်ကိုပေါင်းဆက်ပြီးတော့ခမရန်တို့ဘဝကအချိန်ကိုဘယ်လို hack မလဲဆိုတဲ့လက်တွေ့ကြတဲ့ formula ကိုပြောပြမယ်ပထမနေလန်ကအလုပ်ကိုနက်နဲ့အာယုံစိုက်ရှိမှဖြစ်တယ်စိတ်ပညာမှာ flow state ဆိုတာရှိတယ်ခမရတို့အလုပ်တစ်ခုခုဥပမာ coding ရေးတာပုံဆွဲတာစာရေးတာကိုအလုံးအမင်းစိတ်ဝင်စားနဲ့အာယုံစိုက်လိုက်တဲ့အခါဥနောက်ထဲကအချိန်ကိုတိုင်းတာတဲ့အစိတ်ပိုင်းတွေကအလုပ်လုပ်ပုံပြောင်းသွားတယ်ခင်ဗျားတို့နာရီကြည့်လိုက်ရင်တနာရီပဲကြာတယ်လို့ထင်ရပေမဲ့တကယ်တမ်းလှုပ်ထားတဲ့အလုပ်ပမာဏက3နာရီစာ4နာရီစာထိနေတာမျိုးပါဒါဟာခင်ဗျားရဲ့ productivity ကို3စာ4စာမြင့်တင်လိုက်တာခင်ဗျားတို့ဟာအချိန်ကိုလိန်ညာပြီးကိုယ့်အတွက်အရာပိုယူလိုက်တာဒါဟာတမာတိလို့ခေါ်တဲ့စိတ်ရဲ့တည်ငြိမ်မှုပါပဲစိတ်တစ်ခုတည်းကိုအာယုံတစ်ခုတည်းမှာစူးစီးနိုင်တဲ့အခါစိတ်ရဲ့စွမ်းအင်တွေပြန့်လွင့်မကုန်တော့ပဲအလုပ်တစ်ခုတည်းမှာအပြည့်အဝစီးဝင်သွားတာစိတ်ပြန်လွင်မှုကြောင့်ဂုံဆုံးသွားတဲ့အချိန်တွေကိုပြန်လဲသိမ်းဆည်းလိုက်တာပါပဲဒုတိယနည်းလမ်းကတော့ပြစ်စုံပန်းတက်တဲ့မှာနေထိုင်ခြင်းပဲဖြစ်တယ် brain scan တွေအရ mindfulness meditation လုပ်တဲ့သူတွေမှာဦးနှောက်ရဲ့အာယုံစိုက်မှုနဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်း prefrontal cortex တွေပိုထူလာတာတွေ့ရတယ်ဒါဟာခင်ဗျားတို့ရဲ့စိတ်ကိုပိုပြီးထမျက်ဆူရှားစေတယ်အချိန်ကိုပိုပြီးသိရှိစေတယ်ခင်ဗျားတို့ဘဝရဲ့စက္ကန့်တိုင်းကိုအတိညာနဲ့အပြည့်အဝနေထိုင်နိုင်ရင်ခင်ဗျားတို့အတွက်အချိန်ဟာ
ပိုပြီးကြားတယ်လို့ခံစားရလိမ့်မယ်ဥပမာရိုးရိုးကော်ဖီတောက်တာနဲ့ကော်ဖီရဲ့အနံ့အရသာနှွေးထွေးမှုကိုအပြည့်အဝခံစားပြီးတောက်တာမှာအချိန်ရဲ့ quality မတူဘူးဒါဟာတတိပဋ္ဌာန်ဖြစ်တဲ့ပြစ္ဆုတ်ပံတစ်တဲ့ကိုရှုမှတ်ခြင်းပါပဲစိတ်ကအတိတ်ကိုနောင်တရတာအနာဂတ်ကိုစိုးရိမ်တာတွေမလုပ်တော့ပဲလက်ရှိအချိန်မှာပဲအပြည့်အဝနေနိုင်တဲ့အခါစိတ်ရဲ့စွမ်းအင်တွေမယိုဖိတ်တော့ဘူးဒါဟာခမရဲ့24နာရီကိုတိတ်သေးမှုမိမားစွာနေထိုင်လိုက်တာပဲတတိယနေလန်းကတော့အချိန်ကိုစီမံခန့်ခွဲခြင်းပါအဖြူအမှုဆိုင်ရာစိတ်ဖြစ်နေရ behavioral psychology အရဦးနောက်ဟာ context switching လို့ခေါ်တဲ့အလုပ်တစ်ခုကနေနောက်တစ်ခုကိုခုန်ကူးခြင်းကိုမနှုတ်တတ်ဘူးအလုပ်တစ်ခုပြောင်းတိုင်းစွမ်းအင်တွေအများကြီးကုန်တယ်ခင်ဗျားတို့လုံးမဲ့အလုပ်တွေကိုအုပ်စုလိုက်စုဒီအချိန်အတိုင်းအတာတစ်ခုပေးလိုက်ပါဥပမာမနက်9နာရီကနေ10နာရီထိ email တွေမဲ့ဖြည့်မယ်နေ့လယ်2နာရီကနေ4နာရီထိ project တစ်ခုတည်းကိုပဲလုပ်မယ်ဆိုလာမျိုးပေါ့ဒါဟာခင်ဗျားတို့ရဲ့ focus ကိုမြင့်တင်တာဖြစ်ပြီးအချိန်ကုန်တတ်တာစေပါတယ်ဒါဟာတမာဝါယာမမှန်ကန်သောအားထုတ်မှုနဲ့တမာသင်္ကပ္ပမှန်ကန်သောကြံစည်မှုပါတယ် အစီအစဉ်တကျစနစ်တကျလှုပ်ဆောင်ခြင်းအပြင်အကျိုးမရှိတဲ့အလုပ်တွေကိုရှော့ချပစ်နိုင်တယ်။ကဲအချိန်ကိုပိုရအောင်ဟက်ယုံတယ်မကပဲသူများတွေအသက်ကြီးလို့ရုပ်ရင်လာတဲ့အခါခမည်းတော်ဘာလို့နှုတ်ပြနေအောင်မလဲဆိုတဲ့ရှုပ်ဝက်ချက်ကိုပြောပြမယ် Nice. ။တိပ္ပံပညာရာစိတ်ဖိစီးမှုဟာခမည်းတော်ရဲ့ DNA အစွန်းပိုင်းက telomeres ဆိုတဲ့အလွှာလေးတွေကိုတိုးစေတယ်။ telomeres တွေတိုးလေးဆဲတွေမြန်မြန်သေးပြီးခမည်းတော်အိုမင်းရင့်ရော်လေးပဲ။လေ့လာမှုတွေအရ mindfulness meditation တတိနဲ့တရားထိုင်ခြင်းဟာ telomeres တွေကိုရှည်စေတယ်ဒါမှမဟုတ်တိုးသွားခြင်းကိုရပ်ကန်စေတယ်ဒါအပြင်ဦးနောက်ထဲက stress hormones တွေဖြစ်တဲ့ cortisol ထုတ်လွှတ်မှုကိုလည်းလျှော့ချပေးတယ်ခမည်းတော်ရဲ့စိတ်ဟာအေးချမ်းပြီးပြစ္ဆုတ်ပံမှာတည်ငြိမ်လေးခမည်းတော်ရဲ့ခန္ဓာကိုယ်ထဲကဆဲတွေဟာ stress ကင်းပြီးကြမ်းမာနှုတ်ပျော်လေးပဲဒါဟာဘယ် anti aging cream ကမှပေးလို့မရနိုင်တဲ့ biological time hack စစ်ပဲတရားထိုင်တဲ့ဆရာတော်ကြီးတွေရဲ့မျက်နှာတွေအေးချမ်းပြီးနှုတ်ပျော်လေးလာဟာဒီအကြောင်းကြောင့်ပဲကျွန်တော်တို့အချိန်ခိုးတယ်လို့ပြောတဲ့အခါခိုးခြင်းမှုဟာမကောင်းမှုမလားဆိုတဲ့မေးခွန်းပေါ်လာနိုင်တယ်ဒါဟာအလွန်ကောင်းတဲ့မေးခွန်းပါကျွန်တော်တို့ပြောတဲ့အချိန်ခိုးခြင်းဆိုတာသူတစ်ပါးပိုင်တဲ့အချိန်ကိုခိုးယူတာဥပမာရုံးချိန်မှာဂိမ်းစော့တာမျိုးမဟုတ်ဘူးအဲ့ဒါကသိခါဖို့အရာလဲအာကုသို့ဖြစ်တယ်ကျွန်တော်တို့ဆိုလိုတဲ့အချိန်ခိုးခြင်းဆိုတာကခင်ဗျားတို့ရဲ့စိတ်ပြန့်လွတ်မှုတွေအကျိုးမရှိတဲ့အာယုံတွေနောက်လိုက်နေလို့ဆုံးရှုံးနေတဲ့ကိုယ့်ရဲ့အချိန်တွေကိုတတိနဲ့ပြန်လဲသိမ်းဆည်းပြီးအနှစ်သာရရှိအသုံးချနိုင်ကြခြင်းတယ်ဒါဟာအချိန်ကိုအနှစ်သာရရှိအောင်ထုတ်ယူခြင်း time maximization လို့ခေါ်တာပုံမှန်တယ်ဗုဒ္ဓမြတ်စွာဘုရားကအပမဒေနတမ္ပါဒေထမမေ့မလော့တော်တတိနဲ့ပြည်စုံအောင်ကြိုးစားပါလို့မိန့်ချခဲ့တယ်တတိမရှိတဲ့သူဟာအချိန်တွေကိုအလာဟတဖြုံးတိပစ်တဲ့အချိန်ဖြုံးသူသာဖြစ်တယ်တတိရှိတဲ့သူကတော့ second time ကိုအတိညာနဲ့အသုံးချတဲ့အတွက်သူများတွေထက်ပိုပြီးအနှစ်သာရရှိတယ်ဒါဟာခိုးတာမဟုတ်ပဲဉာဏ်ကိုပညာရှိအသုံးချတာဖြစ်လို့အလွန်မော်မြတ်တဲ့အနှုတ်ပြုကလည်းခင်ဗျားတို့ရဲ့စိတ်ဆွမ်းဆောင်ရည်ကိုမြင့်တင်လိုက်တာပဲဖြစ်တယ်အနှစ်ချုပ်ရင်တော့ Einstein ရဲ့ relativity ကပြင်ပကဘာရဲ့အချိန်ဟာ900ထူတယ်လို့ပြောတယ်ဗုဒ္ဓကတော့အတွေးစိတ်ရဲ့အချိန်ဟာစိတ်ရဲ့ဖြစ်ပျက်မှုပေါ်မူတည်ပြီးဘယ်လိုထိန်းချုပ်နိုင်လဲဆိုတာပြခဲ့တယ်ဒီအသိပညာနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါခင်ဗျားတို့ဟာအချိန်ရဲ့ကျွန်အဖြစ်ကနေလွတ်မြောက်ပြီးအချိန်ရဲ့အရှင်သခင် Master of Time ဖြစ်လာပါလိမ့်မယ်သူများတွေတရက်24နာရီပဲပိုင်ဆိုင်ချိန်မှာခင်ဗျားတို့ကစိတ်ရဲ့စွမ်းအားနဲ့အချိန်တွေကိုဆွဲဆန်ပြီး48နာရီစာ82နာရီစာလောက်အကျိုးအမြတ်တွေကိုရယူနိုင်ပါလိမ့်မယ်ဒါဟာဘဝကိုအပြည့်အဝနေထိုင်တတ်တဲ့အမှုပညာဘဝကိုအကျိုးရှိအသုံးချတတ်တဲ့ပညာပဲဖြစ်တယ်ဒီနေ့ကျွန်တော်ပြောပြသွားတဲ့ Einstein နဲ့ Buddha ရဲ့အချိန်ကိုနေတွေကိုခင်ဗျားတို့သဘောကျတယ်ဆိုရင်ဒီဗီဒီယိုကို like and share လုပ်သွားလို့ရပါတယ်ခင်ဗျာခင်ဗျားတို့ရဲ့ဘဝမှာအချိန်ကိုဘယ်လို hack ပြီးပြောင်းလဲပေးချင်တယ်ဆိုတာ comment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့မြန်မာ Mind Logic Channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဗီဒီယိုတွေမှာစိတ်ရဲ့ရှုအချက်တွေကိုအခုထက်ပိုနဲ့နဲအောင်ပိုလက်တွေ့ကြအောင်ရှင်းပြပေးသွားမှာပါခင်ဗျားတို့ရဲ့စိတ်ဆွမ်းအားကိုမြင့်တင်ဖို့ကျွန်တော်တို့ channel ကို follow လုပ်ထားပြီး notification ခေါင်းလောင်လေးကိုနှိပ်ထားပေးပါအချိန်ကခင်ဗျားတို့ရဲ့ပိုင်းရှင်မဟုတ်ဘူးခင်ဗျားတို့ကသာအဲ့ဒီအချိန်ကိုချုပ်ကင်ထားတဲ့သူပိုင်းရှင်အစ်စ်အမှန်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်